အခုကျွန်တော်ရှစ်တက်မှာရှိနေတဲ့ EV ဆိုင်ကကတော့နာမည်ကြီးယာရီကနေမိတ်ဆက်လိုက်တဲ့ယာရီ Cool Joy EV ဆိုင်ကပဲဖြစ်ပါတယ်ဒီ EV လေးကတော့အထူးသဖြင့်တော့ကျောင်းသွားကျောင်းပြန်လုပ်မဲ့ကလေးငယ်တွေအတွက်အဓိကရွယ်ထုတ်လုပ်ပေးထားတဲ့ EV ဆိုင်ကပါခင်ဗျာဒီ EV ဆိုင်ကလေးကတော့ကလေးငယ်တွေစီးမှာမို့လို့မော်တာဝက်ကိုတော့အသေးဆုံးနဲ့ထုတ်လုပ်ပေးထားတယ်မော်တာဝက်ကတော့900ဝက်နဲ့ထုတ်လုပ်ပေးထားတာပါခင်ဗျာအမြင့်ဆုံး top speed ကလည်း25ကီလိုမီတာလောက်ထိပဲဆွဲလို့ရမှာပဲဖြစ်ပါတယ်ဒါကတော့ကလင်းငယ်တွေအန်ဒီရကင်းအောင်လို့အခုလိုမျိုး performance ကိုအနေတော်လေးနဲ့ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ပတိဇီယိုကနေ100ရာခိုင်နှုန်းအပြည့်အားပြည့်တွန်းထားမယ်ဆိုရင်တော့အသွားအပြန်မိုင်30ဝန်းကျင်လောက်မောင်းနှင်သွားလာလို့ရမှာပါခင်ဗျာဘက်ထရီကတော့ဘက်ထရီလေးလုံး48ဗို့မှ23 ampere နဲ့ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်အားတွင်းချိန်ကတော့8နာရီဝန်းကျင်ကြာမြင့်မှာပဲဖြစ်ပါတယ်ဒီ e-bike စပိန်လေးကတော့လူကြီးတွေထက်ကျောင်းသွားကျောင်းပြန်လုံးမဲ့ကလေးငယ်တွေအတွက်ရွေထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ပေးရတဲ့ဇီတန်နဲ့တန်နဲ့ quality ကောင်းတဲ့ e-bike စပိန်လေးကိုရှာနေတယ်ဆိုရင်တော့အခုကျွန်တော်ရဲ့ရှစ်တက်မှာရှိနေတဲ့ယာရီ Cool Joy e-bike စပိန်လေးကိုစီးကြည့်ပါလို့အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာ